ကျမကတော့ဒေါက်တာပန်စုချိုပါစီလာရဲ့ Medical Travel ရဲ့ Medical Coordination Manager ပါဒီ BDMS Wellness Clinic ကိုကိုယ်တိုင်လာရောက်ပြီးတဲ့နောက်မှာတော့ဒီနေရာလေးကယောဂဖေမာကုသတာထက်ကြိုတင်ကာကွယ်ခြင်းကိုအလေးပေးဦးစားပေးဆောင်ရွက်နေတာကိုသိရှိနားလည်သွားရတယ်။ဒါအပြင်ကိုကမ္ဘာအဆင့်တန်းပြီးနည်းပညာတွေနဲ့ယောဂတွေကိုကနဦးအစောပိုင်းအဆင့်မှာတွေကသိရှိအောင်စစ်ဆေးပေးတာတွေလူတဦးချင်းစီရဲ့ကျန်းမာရေးအခြေအနေပေါ်ဘဝနေထိုင်မှုပုံစံပေါ်မူတည်ပြီးတော့တင့်လျော်ပြီးအကောင်းဆုံးဖြစ်မဲ့ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတွေကိုအကြံပြုပေးတာတွေစတဲ့ပြည့်စုံတဲ့ဝန်ဆောင်မှုတွေကြောင့်ကျမတို့မြန်မာနိုင်ငံသားတွေရဲ့သက်ရှိကျန်းမာစွာပျော်ရွှင်စွာနေထိုင်နိုင်ခြင်းနဲ့ဆန္ဒနဲ့တကယ်ကိုကိုက်ညီမှုရှိပါတယ်။ကျမရင်းနဲ့ပတ်သက်လာလို့ရှိရင်ယုံကြည်စိတ်ချရမှုကအရေးကြီးဆုံးပါပဲ BDMS Wellness Clinic ဆရာဝန်ကြီးတွေကသိပ္ပံနည်းကျစစ်ဆေးမှုရလဒ်တွေအပေါ်အခြေခံပြီးအကြောင်းရင်းတွေကိုနားလည်လွယ်အောင်တေချာရှင်းပြပေးတယ်ထောက်ထားဖို့အခြေခံထားတဲ့အကြံပြုချက်တွေကိုပေးတယ်လူတဦးချင်းစီကိုအချိန်ပေးပြီးတာဝန်ယူglutathioneပြုစုဆောက်ရှောက်မှုကုသမှုတွေပေးတဲ့အတွက်ကြောင့်မို့လို့ကိုကျန်းမာရေးကိုဒီနေရာလေးမှာယုံကြည်စိတ်ချစွာအနှံ့နိုင်တယ်လို့ခံစားရစေပါတယ်ယုံကြည်စိတ်ချရမှု